Do's and don'ts in IELTS writing. Number 1. စာပိုက်တွေခွဲပါစာပိုက်တွေခွဲဖို့လုံးဝမမေ့ပါနဲ့ IELTS writing task 2မှာဆို introduction view 1 view 2 conclusion plus opinion အနည်းဆုံး၄ပိုက်လောက်ရှိအောင်ရေးပါ IELTS writing task 1လဲအဲ့ဒီလိုပါပဲ IELTS writing task 1မှာ introduction overview details စသည်ဖြင့်အနည်းဆုံး၄ပိုက်လောက်ရှိနေပါစေ Number 2 မေးခွန်းထဲကစာကြောင်းတွေကိုပြန်မကူးချပါနဲ့ paraphrase ပြုလုပ်ပါမေးခွန်းထဲကအကြောင်းအရာတွေကိုပြန်ရေးမယ်ဆိုပုံစံကွဲပြီးတော့အဓိပ္ပာယ်တူတဲ့ grammar တွေ synonyms တွေစသည်ဖြင့်အသုံးပြုသင့်ပါတယ် Number 3 contractions တွေအသုံးမပြုပါနဲ့ there isn't there aren't စတဲ့ contractions တွေက speaking မှာအသုံးပြုပေမဲ့ writing မှာအသုံးမပြုသင့်ပါဘူး formal English ကိုအသုံးပြုပါ IELTS writing ရေးတဲ့အခါ informal English ကိုအသုံးမပြုသင့်ပါဘူးဥပမာ a lot of လို့သုံးတဲ့အစား formal phrases တွေဖြစ်တဲ့ a great deal of a large number of စတာတွေကိုအသုံးပြုသင့်ပါတယ် Rule number 5 short sentences ဖြစ်တဲ့စာကြောင်းတိုတိုလေးတွေအသုံးပြုပါနဲ့ short sentences တွေဟာ formal English မှာအသုံးမပြုသင့်ပါဘူး conjunctions တွေဖြစ်တဲ့ because as since if unless though although စတာတွေကိုအသုံးပြုပြီးစာကြောင်းတွေကိုရှေ့ပြီးလှအောင်ရေးသင့်ပါတယ် abbreviations တွေကိုအသုံးမပြုပါနဲ့ IELTS writing ဟာ formal English ဖြစ်တဲ့အတွက် abbreviations တွေကိုအသုံးမပြုသင့်ပါဘူးဥပမာ IE EG စတာတွေသုံးမဲ့အစား for example for instance စတာတွေကိုအသုံးပြုသင့်ပါတယ်